ကားတော့ကလတ်ကြောင်းတယ်ဗောနော်ကလတ်နေလိုက်ကလတ်ကြောင်းဝင်သွားတယ်ပြီးတော့ကီယာလည်းထိုးလို့မရဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့ကပ်ပန်ကွဲတာဗောနော်ကပ်ပန်ကွဲတဲ့အတွက်ကီယာထိုးလို့မရတော့ဘူးဗောနော်မတိတဲ့သူတွေနားလဲအောင်ရှင်းပြရမယ်ဆိုရင်တော့အင်ဂျင်စနိုးတာနဲ့5ရလဲပြီဗောနော်အင်ဂျင်ကလဲပြီဗောနော်အနောက်ဒီတွေလဲဖို့တွဲဆိုရင်တော့ကီယာလဲမှဖြစ်မှာဗောနော်ကီယာလဲဖို့တွဲဆိုရင်တော့ဒါကီယာပဲပေါ်ထားဗောနော်ကီယာလဲဖို့တွဲရတော့အင်ဂျင်နဲ့ကီယာရဲ့ကြားမှာ5နဲ့ပလာဒီကအလုပ်လုပ်ပေးတာဗောနော်အင်ဂျင်နဲ့ကီယာဆက်သွယ်ဖို့5နဲ့ကလာဘယ်လိုလုပ်လဲဆိုတော့ပုံမှန်ဆက်လို့တဲ့အချိန်မှာဆိုရင်တော့ဒါကီယာဗောနော်5ရောကီယာရောလဲနေဗောနော်ပုံမှန်ချိန်မှာဆိုရင်တော့ကီယာချိန်ဖို့တွဲဆိုရင်တော့ကီယာချိန်ဖို့တွဲဆိုရင်အထက်ကလပ်ပြ free ဖြစ်မှရမှာဗောနော်အထက်ကကလပ်ပြ free ဖြစ်မှကီယာရမှကီယာချိန်ရမှာဗောနော်နောက်မှကီယာပြတ်သွားမှာဗောနော်ကီယာလဲတာရဖို့တွဲဆိုရင်တော့ဒီကလပ်ပြောင်းဒီကလပ်ကိုကလပ်ပန်ဖြည့်ပေးရမှာဗောနော်ဒါကီယာဗောနော်ဒီနားမှာကလပ်ပန်ရှိတယ်ကလပ်ပန်နဲ့ဖြည့်လိုက်ထဲကကလပ်ပြ free ဖြစ်ပြီးကီယာချိန်လို့ရမှာဗောနော်ဒီဘက်ကကလပ်ပြကွဲသွားတဲ့အတွက်ဖြည့်ပေးနိုင်တော့ဘူးဗော